လာရဲ့ဥပက္ခတခြင်းကိုမတိတက်တဲ့သူတွေအတွက်ကျွန်တော်တည်ပြတော့မှာဖြစ်ပါတယ်တခြင်း intro ပေါ့နော်အဓိကဒီနှစ်ချောင်းလက်ညုံနဲ့လက်တံကိုဒီနှစ်ချောင်းကိုအားထားပြီးတော့တည်မယ်ပထမဆုံးကျွန်တော်တို့ဒီ6ကျူ5ကွက်မှာလက်ညုံဖိမယ်ပြီးတော့လက်တံကဒီ9ကွက်4ကျူကိုဖိထားမယ်ပုံစံဒီပုံစံတိုင်းပဲကျွန်တော်တို့ကောင်းအောင်ပေါ့နော်ဒီမှာအကွက်ရည်နဲ့ပဲကျွန်တော်စပြောမယ်နော်ဒီမှာ5ကွက်ဆိုတော့ဒီ5ကွက်မှာကျွန်တော်တို့3ချက်ထိမယ်ဒီလိုပေါ့1နဲ့ပြီးတော့တစ်ကွက်ကျော်မယ်တစ်ကွက်ကျော်ပြီးကျွန်တော်တို့2ချက်ထိမယ်နောက်တစ်ကွက်ကျော်မယ်2ချက်2ကွက်ကျော်မယ်2ချက်ပဲနော်ပြီးရင်ဒီမှာ9ကွက်မှာပြန်လာမယ်9ကွက်မှာကျွန်တော်တို့ပြန်2ချက်ထိမယ်ပြီးရင်9ကွက်မှာ2ချက်ပြန်ထိမယ်ပြီးတော့4ကွက်မှာတွားပြီးမှ3ချက်ပြန်ထိမယ်ပြီးရင်ဒီနားမှာ2ကွက်မှာပြန်လာပြီးမှကျွန်တော်တို့3ချက်ပြန်ထိမယ်ပြီးရင်4ကွက်မှာတွားပြီးမှ2ချက်ပြန်ထိမယ်5ကွက်မှာ2ချက်ပြန်ထိမယ်ပြီးရင်4ကွက်မှာပြန်2ချက်ထိမယ်ပြီးရင်5ကွက်မှာ2ချက်ပြီးတော့ဒီမှာကျွန်တော်တို့6ကျိုးအတွက်ကျူထားမယ်ပြီးရင်လက်ညူကဒီ5ကျိုးနဲ့4ကျိုးဖိထားမယ်ပေါ့နော်ဒီ3ကျိုးကျွန်တော်တို့3ချက်ပြန်ထိမယ်ဟုတ်ကဲ့အခုကိုအောင်လာရဲ့ intro ကဒါပဲပေါ့နော်ကျွန်တော်အစကနေပြန်တီးပြမယ်